မက်ဆီနဲ့ဂျော်နယ်ဒိုတို့ရဲ့နိုင်ရှင်ချက်ကတင်ကိုအံ့အားသင့်သွားစေမိုက်ဆိုတာသိပါသလားမက်ဆီနဲ့ဂျော်နယ်ဒိုကြားကအချက်လက်အခြေပြုနိုင်ရှင်ချက်9ခုကိုဖော်ပြပေးလိုက်ပါတယ်1ဂိုးသွင်းစံချိန်များမက်ဆီပွဲပေါင်း1318ပွဲမှာ1063ဂိုးတဝဲလင်48ကျန်ဂျော်နယ်ဒိုပွဲပေါင်း1250မှာ900တကိုတဝဲလင်48ကျန်နှင့်ပစ်တန်ဘောမက်ဆီကစားသမားဘဝပစ်တန်ဘောကို65ကိုအောင်မြင်မှုနှုန်း900ခိုင်နှုန်းဂျော်နယ်ဒိုအောင်မြင်မှုနှုန်းအနည်းငယ်နဲ့ပါပြီးပစ်တန်ဘောကို62ကိုကျန်တဲ့ချက်တွေကိုမသွားခင်ဘယ်သူကဂိုးလဲဆိုလား comment မှာရေးခဲ့ပြပါမက်ဆီလားဂျော်နယ်ဒိုလားတုံးပြန်မှုအများဆုံးရတဲ့ comment ကဒီငင်းခုန်မှုကိုအဖြေရှာပေးပါလိမ့်မယ်3ကောင်းတိုက်နိုင်စွမ်းဂျော်နယ်ဒိုလေထဲတွင်ကောင်းတိုက်နိုင်စွမ်းအလွန်ကောင်းမွန်ကြောင်လူတီများပြီးသူ့ရဲ့အရာအမောင်းနဲ့ခုံနိုင်စွမ်းကိုအသုံးချကစားသမားတို့ကတလုံးရှောင်ခေါင်းတိုက်ကိုများစွာသွင်းယူခဲ့သည်မက်ဆီခေါင်းတိုက်ကွင်းကြီးမှာဂျော်နယ်ဒိုလောက်နာမည်မကြီးတော့လဲအရေးကြီးသောပွဲစဉ်များတွင်အရေးပါသောခေါင်းတိုက်ကိုများကိုသွင်းယူခဲ့သည်၄ဘောလုံးဆွဲထွက်မှုနဲ့ထိန်းချုပ်မှုမက်ဆီ44ရာခိုင်နှုန်းအောင်မြင်မှုရှိပြီးထူးချွန်ထက်မြက်သောဘောလုံးဆွဲထွက်နိုင်စွမ်းရှိသည်ဂျော်နယ်ဒို35ရာခိုင်နှုန်းအောင်မြင်မှုရှိပြီးကောင်းမွန်သောဘောလုံးဆွဲထွက်နိုင်စွမ်းရှိသည်၅ဂိုးဖန်တီးမှုနဲ့အကူအညီပေးမှုများမက်ဆီကစားသမားဘဝဖန်တီးမှု360ကြိမ်တပွဲလင်46ကြိမ်ဂျော်နယ်ဒိုဖန်တီးမှု234ကြိမ်တပွဲလင်46ကြိမ်နောက်ဆုံးမနေ့ဖြင့်စုဖလားနဲ့ဂုဏ်ယူစုများမက်ဆီဘယ်လုံတော်စု8စုအပါဝင်အဓိကစုဖလား44ဖလားဂျော်နယ်ဒိုဘယ်လုံတော်စု9စုအပါဝင်အဓိကစုဖလား34ဖလား